photovoltaic solar cell ဆိုတဲ့အရာစီလင်ကွန်နဲ့ပြုလုပ်ထားတဲ့ semi conductor ဖြစ်တယ်။အဲ့ဒီ semi conductor မှာဆိုရင် N region နဲ့ P region ဆိုပြီးတော့ region 2မျိုးရှိတယ်။ N region မှာဆိုရင် negative ချက်တွေဖြစ်တဲ့ electron တွေကများပြီးတော့ P region မှာတော့ positive ချက်တွေဖြစ်တဲ့ hole တွေကများတယ်။ဒီ region တစ်ခုလုံးမှာရှိတဲ့ electron တွေရော hole တွေရောတည်ငြိမ်နေကြတယ်။ဒါပေမဲ့အဲ့ region တစ်ခုကိုထိလိုက်တဲ့အခါကြားခံတဲ့ဝန်းကျင်မှာရှိနေတဲ့ negative ချက်တွေဖြစ်တဲ့ electron တွေက positive ချက်တွေဖြစ်တဲ့ hole နဲ့ပေါက်ဆက်ပြီးတော့ neutral ဖြစ်သွားတယ်။အဲ့ဒီ neutral ဖြစ်နေတဲ့ကြားခံတဲ့နေရာကို PN junction လို့ခေါ်တယ်။ဒီမှာ electric current ဘယ်လိုဖြစ်ပေါ်လာလဲဆိုတော့ပြောပြပေးမယ်။နေအောင်ကြီးမှာဆိုရင်အလင်းအမိုတွေဖြစ်တဲ့ photon တွေပါဝင်တယ်။အဲ့ဒီ photon တွေကစွမ်းအင်တည်ဆောင်ကြတယ်။နေအောင်ကြီးက solar cell ပေါ်ကိုကြားရောက်တဲ့အခါနေအောင်ကြီးမှာရှိတဲ့ photon တွေကခုန PN junction နေရာကိုရောက်ရှိသွားတယ်။အဲ့ဒီနေရာမှာ photon တွေက electron hole pair တွေအဖြစ်ပြောင်းလဲသွားတယ်။ electron hole pair တွေက PN junction region မှာကွဲထည့်ပြီးတော့ electron တွေက N region ကိုရွေ့လျားသွားပြီး hole တွေကတော့ P region ကိုရွေ့လျားသွားတယ်။အဲ့တော့ load တက်ဆင်လိုက်တဲ့အခါ electron တွေက wire ရွေ့တစ်လျှောက်ရွေ့လျားပြီးတော့ electric current ဖြစ်ပေါ်လာတယ်။အဲ့ဒီ electron တွေက load တစ်လျှောက်စီးဆင်းသွားပြီးတော့ P region ကိုပြန်ရောက်တဲ့အခါခုနကွဲထွက်သွားတဲ့ hole တွေနဲ့ပြန်လည်ပေါင်းစည်းပြီးတော့ neutral ဖြစ်သွားတယ်။ဒီလိုမျိုးနေအောင်ကြီးကနေ laser စွမ်းအဖြစ်ပြောင်းလဲတဲ့ဖြစ်စဉ်ကို photovoltaic effect လို့ခေါ်တယ်။ solar cell တစ်ခုမှာ voltage က 0.5 volt နဲ့ current 3 ampere နဲ့ 8 ampere အထိထွက်တယ်။အဲ့ဒါကြောင့် solar cell တစ်ခုကထုတ်ပေးနိုင်တဲ့ electrical power အရင်နေတယ်။အဲ့တော့ voltage မြင့်တွေဖို့အတွက် solar cell တွေကို series လိုက်တယ်။ series လိုက်တဲ့အတွက် voltage ကလည်းများလာပြီးတော့ electrical power ကိုများများထုတ်ပေးနိုင်တယ်။ solar cell အခု60လောက် series ဆက်ထားတဲ့ solar ပြောင်း solar module လို့ခေါ်တယ်။ solar module တစ်ခုမှာ electrical power 250 watt ကနေ300 watt အထိထုတ်ပေးနိုင်တယ်။အဲ့တော့ solar module တွေပေါင်းဆက်ပြီး solar panel တွေကိုပေါင်းဆက်ပြီးတော့ solar array တွေတက်စေပြီးလျှက်စစ်စွမ်းအင်အများကြီးထုတ်လို့ရတယ်